အားလုံးပဲမင်္ဂလာပါရွှေနှုံးမှကြိုဆိုပါရစေဒီကနေ့မှလေးလာရမယ့်စာအုပ်လေးကတော့စာရေးသူ Dan Ariely ရေးသားထားတဲ့ The Essay of Irrationality ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူမင်းသူပါခင်ဗျာဒီစာအုပ်ကတော့လူသားတွေရဲ့နီလန်းမကျမှုနဲ့စင်ကြင်တုံတရားမရှိမှုတွေကိုအကျိုးရှိရှိအသုံးချနိုင်ကြောင်းဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်။လူအများစုကတော့သူတို့ကိုယ်သူတို့နီလန်းတကျတွေးခေါ်တတ်တယ်လို့ယူဆကြပါလိမ့်မယ်။ဒါပေမဲ့ဒီစာအုပ်ရဲ့အဆိုအရတော့လူတွေဟာနေရာတော်တော်များများမှာနီလန်းမကျဘူးလို့သိရပါတယ်။ဥပမာအားဖြင့်ဒေါသထွက်နေချိန်မှာကိုယ်ဒေါသကိုထိန်းချုပ်တဲ့နယ်ဆိုတာလူတိုင်းသိပေမဲ့တကယ်လက်တွေ့မှာတော့ပေါက်ကွဲပြီးကလစားချေမိတာဝိချသင်္မှန်သိပါရဲ့နဲ့လေ့ကျင့်ခန်းမှန်မှန်မလုပ်ဖြစ်တာအစရှိသဖြင့်ပါပဲတကယ်လို့သာနီလန်းတကြားနဲ့စင်ကြင်တုံတရားရှိမယ်ဆိုရင်ဒီလိုပြုမှုတွေကိုလုပ်မိစရာအကြောင်းမရှိပါဘူးလူသားတွေရဲ့နီလန်းမကျမှုဟာမွေးရပါအကျင့်စရာတစ်ခုပါဒီအကျင့်စရိုက်ဟာလုပ်ငန်းခွင်နဲ့ဘဝနေထိုင်မှုတွေကိုဘယ်လိုသက်ရောက်မှုရှိပါသလဲနေစဉ်ဘဝတွေကပုံကွယ်နေတဲ့နီလန်းမကျမှုတွေဘယ်လောက်တောင်များပါသလဲအဲ့ဒီနီလန်းမကျမှုတွေကိုအကျိုးရှိအောင်ဘယ်လိုအသုံးပြုပါမလဲအစရှိတဲ့မေးခွန်းတွေကိုတော့ဒီနေ့လေ့လာရမယ် The Essay of Irrationality စာအုပ်မှာအဖြေရှာနိုင်မှာပဲဖြစ်ပါတယ်ဒီစာအုပ်ကိုရေးသားခဲ့တဲ့စာရေးသူ Dan Ariely ဟာ Israel American ကားပြတစ်ယောက်ပါသူဟာစိတ်ပညာနဲ့စီးပွားစီမံဘာသာရပ်တွေနဲ့ PhD ဘွဲ့ရရှိခဲ့သူဖြစ်ပြီး MIT တက္ကသိုလ်ရဲ့ပါမောက္ခတူဦးလည်းဖြစ်ပါတယ် Ariely ဟာရောင်းအားအကောင်းဆုံးစာအုပ်6အုပ်ရဲ့စာရေးဆရာဖြစ်တယ်လို့နာမည်ကျော်တည်ရည်ဟောပြောသူတစ်ယောက်လည်းပဲဖြစ်ပါတယ်The Essay of Irrationality